ကောင်မလေးဟာအော်မိတန်အချို့ကိုမတော်တဆကြားလိုက်ရပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါမိခင်စွန့်ပစ်သွားတဲ့ငန်းဦးအတိုက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာလက်လန်မီတို့ထိမလို့လှုပ်တဲ့အချိန်မှာပဲဥခွန်တွေထဲကနေအားနည်းလာတဲ့တုတ်ပြန်တန်လေးတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်သူဟာငန်းဦးတွေအားလုံးကိုဂယုတစိုက်တင်ဆက်ပြီးအိမ်ကိုတိတ်တဆိတ်ယူဆောင်လာခဲ့ပါတော့တယ်။သူဟာဥတွေကိုအနှွေးတဲ့ပူဝါနဲ့တိတိချာချာထုတ်ပိုးပြီးတဲ့နောက်သူ့အဖေရဲ့မိအိမ်ကိုခိုးယူကာငန်းဦးတွေနဲ့တူတစ်တာထဲမှာထည့်ထားလိုက်ပြီးမပြတ်ထွက်ပေါ်နေတဲ့အပူရှိန်ကိုသုံးပြီးဒီအသက်စစ်လေးတွေကိုအကောင်ပေါက်အောင်လုပ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကောင်မလေးဟာအန်ဆွဲကိုဖွင့်လိုက်တဲ့အခါသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ချက်ချင်းပဲအံ့ဩမြင်တက်သွားခဲ့ရပါတယ်။နူးညံ့လာတဲ့ငန်းပေါက်လေးအတော်များများဟာဥကနေကွဲထွက်ပြီးအကောင်ပေါက်နေကြပါပြီ။ကောင်မလေးဟာချစ်စရာကောင်းတဲ့တရဝါလေးတွေကိုတိတ်တဆိတ်စိုက်ကြည့်ရင်းနဲ့ပဲမတိစိတ်ကနေကောက်ရိုးပုံပုံမှာအိပ်ပျော်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူကနွားတင်းကုတ်ထဲကိုလမ်းလျှောက်ဝင်လာတဲ့အခါငွေကင်းစငန်းပေါက်လေးတွေဟာသူ့သမီးလေးရဲ့ဘေးပတ်လည်မှာတိုးဝေးပြီးဆဆူပြုံနေကြတာကိုတွေ့လိုက်ရပါတယ်။သူဟာဒီလိုလှပတဲ့အခိုက်အတန့်လေးကိုမဖြတ်စည်းချင်တာကြောင့်သမီးဖြစ်သူကိုစောင်းလေးညင်တာစွာခြုံပေးခဲ့ပါတယ်။ဒါပေမဲ့သူထွက်ခွာခါနီးအချိန်မှာပဲသမီးလေးကရုတ်တရက်နိုးလာခဲ့ပါတယ်။သမီးလေးကဒီငန်းလေးတွေကိုမွေးမြူခွင့်ပြုဖို့သူ့ကိုငိုယိုတောင်းပန်တာကြောင့်ဖခင်ဖြစ်သူကလည်းခေါင်းညိတ်ပြီးတိတ်တဆိတ်သဘောတူခွင့်ပြုလိုက်ပါတော့တယ်။အဲ့ဒီအချိန်ကစလို့ငန်းပေါက်လေးတွေဟာသူတို့စတင်မြင်တွေ့ခဲ့ရတဲ့ကောင်မလေးကိုပဲမိခင်အဖြစ်သတ်မှတ်လိုက်ကြပါတယ်။ကောင်မလေးဘယ်နေရာပဲသွားသူတို့ဟာအနာကနေမခွာပဲအမြဲတမ်းအနောက်ကနေတကောက်လိုက်ပါကြပါတယ်။ဒါပေမဲ့ကောင်းမွန်တဲ့အချိန်တွေကတော့ကြာရှည်မခံခဲ့ပါဘူး။တရက်မှာတော့တော်ရိုင်းတရိษံထန်းသိမ်းရေးအရာရှိတယောက်ရောက်လာပြီးငန်းတွေမှာတောင်ဘက်အရက်ကိုရွှေ့ပြောင်းနေထိုင်တတ်တဲ့တဘာဝဗီဇရှိကြောင်းနဲ့လမ်းပြမဲ့အုပ်စုမရှိရင်သူတို့ဟာလမ်းပြောက်လွယ်တတ်ကြောင်းသမီးဖြစ်သူနဲ့ဖခင်ကိုပြောပြခဲ့ပါတယ်။တကယ်လို့သူတို့ကိုဆက်မွေးချင်တယ်ဆိုရင်တော့အတောင်ပံတွေကိုဖျက်ပြရလိမ့်မယ်လို့ဆိုပါတယ်။ပြောဆိုနဲ့ပဲအဲ့ဒီအရာရှိဟာသူ့ရဲ့ကိရိယာတွေကိုထုတ်ပြီးဖျက်ဖို့ပြင်ဆင်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ကောင်မလေးဟာထိတ်လန့်တုန်လှုပ်သွားပြီးတားဆီးဖို့အတွက်အရှိကိုပြေးဝင်သွားခဲ့ပါတယ်။သမီးဖြစ်သူရင်ကွဲမတက်ခံစားနေရတာကိုမြင်တော့ဖခင်ဖြစ်သူဟာချက်ချင်းဒေါသထွက်ပြီးအဲ့ဒီအရာရှိကိုမောင်းထုတ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနေ့မှာပဲဖခင်ဖြစ်သူဟာသမီးလေးရဲ့စပေးအနောက်ကနေအုပ်စုလိုက်ပါနေတဲ့ငန်းအုပ်ကြီးကိုတိတိချာချာကြည့်ရှုရင်းနဲ့ရဲရင်နဲ့အတွေ့တစ်ခုကောင်းတဲ့ဝင်လာခဲ့ပါတယ်။လမ်းပြပေးမဲ့ငန်းအုပ်ကြီးမရှိဘူးဆိုရင်မိမိကိုယ်တိုင်ပဲလေရင်မြန်ကိုမောင်းနှင်ပြီးဒီငန်းလေးတွေကိုတောင်ဘက်အရက်စီရွှေ့ပြောင်းနိုင်အောင်လိုက်လံပို့ဆောင်ပေးရင်မကောင်းဘူးလားပေါ့။သမီးဖြစ်သူရဲ့သဘောတူညီချက်ကိုရရှိပြီးတဲ့နောက်ဖခင်နဲ့သမီးဟာဒီအစီအစဉ်ကိုချက်ချင်းလက်တွေ့အကောင့်ထဲပေါ်ကြပါတော့တယ်။အစပိုင်းမှာတော့ငန်းပေါက်လေးတွေဟာကောင်မလေးတစ်ယောက်တည်းကိုပဲတိကျတာမို့လို့ငန်းဝစ်စုံထူးကိုဝစ်ဆင်ထားတဲ့ဖခင်ဖြစ်သူကိုတော့လုံးဝလစ်လူရှုထားကြပါတယ်။ဒါကြောင့်သမီးလေးရဲ့စိတ်ရှည်လက်ရှည်လမ်းညွှန်ပေးမှုတွေကတဆင့်ငန်းလေးတွေဟာတန်တရားစိတ်တွေကိုတဖြည်းဖြည်းလျှော့ချလာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲငန်းလေးတွေဟာဖခင်ဖြစ်သူရဲ့ဥဆောင်မှုကိုနောက်ဆုံးတော့လိုက်ပါဖို့သဘောတူခဲ့ကြပါပြီ။နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှငန်းလေးတွေမှာပြောင်းလဲတောက်ပတဲ့အတောင်ပံမွေးတွေစုံလင်လာခဲ့ပါတယ်။ဖခင်ဖြစ်သူကသူတို့တွေဟာဘယ်အချိန်မဆိုကောင်းကင်ရန်တဲ့ကိုပြန်တန်းနိုင်ပြီလို့ယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့သူလေရင်ပြန်ကိုမောင်းနှင်ပြီးငန်းတွေကိုဝေဟင်ထဲခေါ်ဆောင်ဖို့ကြိုးစားတဲ့အခါမှာတော့ငန်းလေးတွေဟာမလုံမရှက်ပဲဒီအတိုင်းမတက်ရက်နေခဲ့ကြပါတယ်။ကောင်မလေးကဘလို့ပဲချုံးမပြောဆိုပါစေငန်းလေးတွေဟာနေရာတင်မြင့်စွာရက်နေပြီးပြန်တန်းဖို့ညှင်းဆန်နေခဲ့ကြပါတယ်။တခြားနည်းလမ်းမရှိတော့တဲ့အဆုံးသူ့အဖေသတိမထားမိတဲ့အချိန်မှာကောင်မလေးဟာလေရင်ပြန်ပေါ်ကိုတယောက်တည်းတက်ပြီးမောင်းနှင်ထွက်ခွာသွားခဲ့ပါတော့တယ်။ငန်းအုပ်ကြီးဟာကောင်မလေးကောင်းကင်ရန်နဲ့ပြန်တန်းသွားတာကိုမြင်တဲ့အခါအားလုံးကပြလွင်တဲ့မိုးကောင်းကင်ကြီးတဲ့ကိုသူ့အနောက်ကနေလိုက်ပါပြန်တန်းသွားကြပါတယ်။ဒါပေမဲ့ကောင်မလေးမှာလေရင်မောင်းနေတဲ့အတွေ့အကြုံမရှိတာကြောင့်ပြန်တက်ပြီးမကြခင်မှာပဲလမ်းဘေးကခြံစည်းရိုးကိုဝင်တိုက်ပြီးပြက်ကျသွားခဲ့ပါတယ်။သမီးဖြစ်သူရဲ့စွန့်စားမှုကြောင့်ဖခင်ဖြစ်သူဟာအလွန်အမင်းထိတ်လန့်သွားခဲ့ရပါတယ်။ကံကောင်းချင်တော့သမီးလေးမှာဘာတန်ရာမှမရပဲလုံးဝဘေးကင်းခဲ့ပါတယ်။ဒီမတော်တဆမှုဖြစ်ပြီးတဲ့နောက်ဖခင်ဖြစ်သူဟာသမီးဖြစ်သူအတွက်တပူမိုဘေးကင်းတဲ့ပြန်တန်းရေးရင်တစည်းကိုရှာဖွေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနှစ်ပေါင်းများစွာအားတုံခုံစိုက်တိဆောက်ထားခဲ့ရတဲ့လက်ကဘာစင်းတက်ရင်ပုံစံငယ်ကိုတော့မချစ်မရဲနဲ့ရောင်းချပစ်လိုက်ပြီးအစားထိုးအနေနဲ့ငန်းရုပ်တံလေရင်ပြန်တစည်းကိုဝယ်ယူပေးခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ဂရုတစိုက်တင်ကြားပေးမှုအောက်မှာပဲသမီးလေးဟာလေရင်မောင်းနေတဲ့နည်းပညာတွေကိုနိုင်ဝက်အတွင်းမှာတင်ကောင်းကောင်းကြီးတက်မြောက်သွားခဲ့ပါတယ်။ဒါတွေကိုမြင်တွေ့နေရတဲ့လှောင်အိမ်တွေကငန်းလေးတွေဟာလည်းလှောင်အိမ်တားဆီးတွေကိုအတင်းစိတ်ဖြတ်ပြီးအပြင်ကိုတိုးထွက်လာကြကကောင်မလေးအနောက်ကိုလိုက်ပါဖို့အတောင်ပံတွေကိုတစ်ဖြတ်ခတ်ကြပါတော့တယ်။ရင်းနှင်းစရာကောင်းပြီးကြီးကျယ်ခမ်းနားလာတဲ့ငန်းရွှေပြောင်းခြင်းခီးစဉ်ကြီးဟာလည်းတရားဝင်စတင်ခဲ့ပါပြီ။သမီးလေးဟာငန်းအုပ်ကြီးကိုဥဆောင်ပြီးစာတင်ကျောင်းတွေရဲ့အပေါ်ကနေပြန်တန်းခဲ့တယ်လို့မြို့ပြရဲ့မိုးမျောတိုက်ကြီးတွေရဲ့ဘေးကနေလည်းဝဲပြန်ခဲ့ပါတယ်။ညနေခင်းနေဝင်စီးစာအလင်းရောင်ကလေရင်ပြန်ပေါ်ကိုကြားရောက်နေပြီးတောက်ပတဲ့ရွှေရောင်လင်းနှန်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကောင်မလေးနဲ့ငန်းလေးတွေဟာကောင်းကင်ရန်ထဲမှာအတူတူပြန်တန်းရင်းလူသားနဲ့တဘာဝတရားကြကအနုညံ့ဆုံးတန်ရောစင်ကိုပုံဖော်ရေးထိုးသွားခဲ့ကြပါတယ်။နေဝင်စည်းစာရဲ့နောက်ဆုံးအလင်းတန်းတွေနဲ့အတူကောင်မလေးဟာငန်းအုပ်ကြီးကိုဥဆောင်ပြီးခီးစဉ်ရဲ့နောက်ဆုံးမြို့ကလေးအပေါ်ကနေဖြတ်တန်းပြန်တန်းခဲ့ပါတယ်။မြေပြင်ပေါ်ကလူအုပ်ကြီးဟာလည်းတောင်းဖြတ်နဲ့လက်ခုပ်တီးအားပေးခဲ့ကြပြီးလူတွေဟာသူ့ရဲ့နာမည်ကိုလည်းအားရပါရအော်ဟစ်နှုတ်ဆက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ငန်းလေးတွေဟာရေပြင်ကျဲပေါ်ကိုညင်သားစွာဆင်းသက်ခဲ့ကြပြီးလှပတဲ့ရေကန်နဲ့တောင်တန်းတွေကြားမှာလွတ်လပ်ပျော်ရွှင်စွာရေကူးဆော့ကစားကြပါတော့တယ်။ဒါတွေကိုကြည့်ပြီးခမများတို့လည်းဒီလိုမျိုးဖြူစင်ပြီးစိတ်ထားကောင်းတဲ့တတဝါလေးတွေကိုရင်ထဲကနေနှစ်သက်သဘောကျသွားကြပြီးမဟုတ်လားဗျာ။ဒီဇလန်လေးကခမများတို့ရဲ့နှလုံးသားကိုနှွေးထွေးသွားစေခဲ့ရင် like နဲ့ follow လေးလုပ်ဖို့မမေ့နဲ့အောင်တော့